Tima ရာကုန်မှုတွေပဲလာ5 kg ကို3900တ kg ကို9500ပေါ့နော်ဒါ6 kg မှာတ kg ကလက်ဆောင်ရတာ5 kg ဝင်ပြီးတော့တ kg လက်ဆောင်ပြီပေါ့နော်ရာကုန်မှုတွေပါဒီကစကြလို့ပါအကြီးကြီးခက်ချင်တာဒီဆိုမှစားမယ်အားလုံးပဲမင်္ဂလာပါရှင်စာကုန်ကြီးရကြည့်အောင်မနေ့မြေနဲ့ပွားတယ်တမ်လို့ဟွာနေချော့တယ်မအောင်ချော့ညာရည်ခေါ်ချော့မယ်ပေါ့နော်တင်းရင်ကဖြူရဲပက်ကိုပူသွားစင်စွဲရောင်မျိုးလိုကြီးတဲ့ခါကျလိမ်မော်ရောင်တန်းတာပေါ့နော်အခွင့်လဲပြောင်းချင်မှာမဟုတ်တက်နေတာဆိုတော့ခွန်ချက်ပြီးသွားပြီပေါ့နော်စားမှာပါဒီကနေ့ကလေအလုံးလိုက်ကိုကျွတ်နဲ့ကြိုက်စားနည်းနည်းသူ့ထက်လေးသိရင်တော့ကြိုက်စားလို့ကောင်းမှာပေါ့ဟုတ်တယ်တော့ဒါနဲ့ပိုင်းခုတ်ပြီးပါပဲစားရအောင်ရှင်မခုတ်ခင်တော့နည်းနည်းတော့မြည်ကြည့်ရအောင်ထိုးရစီပြီးသွားပြီစားတော့မှာပေါ့နော်ထမင်းမစားခြင်းလို့လေဒါခွဲစားတာဒါအကျမ်းမရင်နဲ့ဆိုရင်တော်တော်ညီရဒီဟာဘုံကလေသူ့အကျိုးကျေးဇူးကအများကြီးပဲအေးရမပြောပြတတ်လို့အဲ့လိုခုဒီနေ့ဈေးလေးလည်းမစိုးနှစ်ကကြီးလိုဝယ်ဆောင်ဆိုဈေးအရန်တန်တာပဲဒီနေ့ကတော့တိတ်စားပြောတယ်ပေါ့နော်ဒီနေ့ကသူအလုံးကြီးဆိုတာကြီးကြီးပဲပုံပေါ်တော့မှဒီတကယ်ကြီးမှ9500ဆိုဈေးမစိုးဘူးပြောမှာပေါ့နော်အလုံးကြီးခါကျပို့ပြီးချို့ပြီးတော့အေးဆိုလက်ရှိနေအော်သူရရတာစားရတဲ့သူတွေပြောအောင်မဟုတ်နော်စားရတဲ့သူတွေပြောတာပဲစင်းစားပဲအဲ့ရတာနဲ့ဆင်းချို့တနေ့တစ်ခါပဲပွားတော့နော်ကြာကြာသီးနှံလေးလည်းစားတဲ့နေပြီနော်အေးရစားပြတယ်အမင်းလေးပါမစားပြဘူးဆိုသူလိုရှောက်တာဖုန်းလေးကနေကြည့်နေတဲ့လူတွေဟိုတော့ဘယ်လိုပြောမလဲစားကြပါအောင်လို့ဖိတ်ချင်ပါတယ်အတိုင်းပဲပေါ့နော်တကယ်လာစားလို့မှမရနော်ဖုန်းထဲကနေစားလို့မှမရတာတော်ပါပြီအားနာပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ဆက်ဆံလိုက်ပါဦးမေ